ကျောင်းသွားတဲ့လမ်းမှာဘတ်စီတို့တငယ်တတိုက်ဟာစိတ်ဝင်စားစရာကောင်းသလိုထိတ်လန့်စရာလည်းကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေးလိုက်ရပါတယ်။ဈေးလမ်းမပေါ်ကအဝိရှော်ဆိုင်ရှေ့မှာရဲကားတွေဝိုင်းနေပြီးတားမြစ်တိတ်တွေတားရပါတယ်။အဲ့ဒီဆိုင်တွေကဝိရှော်ဆက်ထဲမှာအယောင်ရင်းရဲ့အစွန်းထူတွေကိုဘတ်စီမြင်လိုက်ရတဲ့အခါသူမဘိုက်တွေကနေမအီမတာဖြစ်သွားခဲ့ပါတယ်။ကျောင်းရောက်တော့ကျောင်းအဒီမစ္စတာလူဝစ်ကထပ်မံပြီးသတင်းစိုးကိုလာပြောပါတယ်။အဝိရှော်ဆိုင်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်ဟာပျောက်ဆုံးနေတဲ့ကောင်လေး2ယောက်ရဲ့ဆက်နေကြောင်းနဲ့ညနေ4 နာရီကျော်ရင်အပြင်မထွက်ရဘူးဆိုတဲ့ညမထွက်ရအမိန့်ကိုထုတ်ပြန်လိုက်ပါတယ်။ဒါပေမဲ့အလန်ကတော့ငြင်းမနေပါဘူး။သူကမနေ့ကနံပါတ်44အိမ်ထဲကနေခိုးယူလာတဲ့မြေပုံအကြောင်းကိုသတိပေးလိုက်တယ်။အဲ့ဒီမြေပုံပေါ်မှာမြေရောက်ခန်းထဲမှာလေးကြီးနောက်မှဖွင့်ရင်ဆိုတဲ့စာသားနဲ့မှတ်သားထားတဲ့နေရာတစ်ခုရှိနေတာပါ။အဲ့ဒီနေရာကွေကာလို့ခေါ်တဲ့ဘာသာရေးဖွဲ့စည်းရဲ့ဝိပ္ပိယအိမ်ဟောင်းကြီးဖြစ်ပါတယ်။ရဲတွေကနေရာမှားပြီးရှာနေတာငါတို့နေရာမှန်ကိုတွက်ကြည့်ရမယ်လို့အလန်ကအခိုင်အမာပြောလိုက်ပါတယ်။ Alice နဲ့ Rose တို့ကကြောက်နေပေမဲ့ဘတ်စီကတော့တက်တီမွေးပြီးအဲ့ဒီအိတ်ဆွဲမျိုးသမီးတစ်ခုခုလုံနေရသေးကြတယ်။အထဲမှာတစ်ခုရှိနေငါတို့တွက်ကြည့်ပြီးတယောက်ကိုပြောပြရမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကျောင်းဆင်းတော့ကောင်လေး2ယောက်ပျောက်ဆုံးသွားတဲ့ပတ်သက်ပြီးဝမ်းထဲပူဆွေးနေတဲ့မြင်ကွင်းတွေကိုပြတ်ကျော်ပြီးကလေး9ယောက်ကအိမ်ကိုတနက်မမပြန်ကြမယ်နဲ့ဒီပုံတွေကလျှို့ဝှက်တဲ့နေရာစီကိုဥတီပြီးထွက်ခွာသွားကြပါတော့တယ်။ဝိပ္ပိယအင်ဟောင်းဟာဈေးလမ်းမဘေးကလမ်းချင်းတစ်ခုရဲ့အဆုံးမှာတိတ်တိတ်ဆိတ်ဆိတ်ရှိနေပါတယ်။ဘယ်သူမှတတိမထားမိလောက်အောင်တမယိုးကြအုပ်မိခဲ့အဆောက်အုံလေးပါ။ကလေးတွေအဲ့ဒီရှေ့ရောက်တော့ညနေ3 နာရီပဲရှိနေပါပြီ။သူတို့မှအချိန်နိုင်ဝက်ပဲရှိပါတော့တယ်။အထဲဝင်တော့မရရင်ပြန်ကြမယ်နော်။ရိုးကတွတ်တောင်းနဲ့ပြောပေမဲ့အလန်ကတကားလက်ကန်ကိုလှည့်ကြည့်တဲ့အခါတကားကဖွင့်သွားပါတယ်။ထဲမှာတော့ဝိပ္ပိသူတွေအတွက်စီစဉ်ထားတဲ့တစ်သားတန်းတရားရှည်ရွေ့နဲ့ဖုံနှံ့တွေစားဝတ်ဟောင်းနှံ့တွေကလွယ်လို့ဘာမှမရှိသလိုပါပဲ။အဲ့လစ်ကမြေပုံကိုထုတ်ပြီးအလင်းရောက်မှတခြားကြည့်လိုက်တယ်။ဘယ်ဘက်နေရာမှာတကားတစ်ချက်ရှိတယ်။အဲ့ဒီမြေရောက်ခန်းသွားတဲ့လမ်းပဲ။ဘတ်စီကတကားကိုဖွင့်လိုက်တော့မောင်မဲနေတဲ့လေကတွတွေပေါ်လာပါတယ်။ရိုးကတော့လုံးဝမစင်းရတာကြောင့်အပေါ်မှာပဲအဆောင်မြင့်ကြံခဲ့ပါတယ်။ဘတ်စီအလန်အဲလစ်နက်ဘရန်ဒန်တို့မြေရောက်ခန်းနဲ့ဆင်းသွားကြပါတယ်။အောက်မှာလမ်းဘေးကလင်းအောင်အနေငယ်ဖြက်စီးဝင်နေလို့ပုံတရံတွေကိုခက်ရေးရေးမြင်နေရပါတယ်။အထဲမှာမြေပုံထဲအတိုင်းစလင်ဒါပုံစံတန်စီပိုင်းကြီးတစ်ခုရှိနေပါတယ်။အထဲမှာဘာရှိလဲမသိဘူး။အဲလစ်ကဓာတ်အနေကြားကအလန်ကစီပိုင်းဖုံးကိုဆွဲဖွင့်လိုက်ပါတယ်။ဒါပေမဲ့အထဲမှာဘာမှမရှိပါဘူး။ဟာလာဟင်းလဲပါပဲ။အိတ်ဆွဲမျိုးသမီးကြီးကမြေပုံပေါ်မှာထဲမှာအလေးကြီးနောက်မှဖွင့်ရန်လို့ရေးခဲ့တာ။အခုတော့သူမပြန်လာပြီးအထက်ကအရာကိုယူဆောင်သွားပြီဆိုတာထင်ရှားနေပါတယ်။ဘတ်စီယာအဲ့ဒီခိုက်တက်မှာတစောတစ်ခုကသူမတို့ကိုစောင့်ကြည့်နေတယ်လို့မျိုးမနှောက်ယှက်တဲ့အရာကိုသွားပြီးနှောက်ယှက်မိလို့မျိုးခံစားလိုက်ရပါတယ်။ဆောက်ရှားစရာကောင်းတဲ့အငွေ့တက်တွေကသူမရဲ့အေးပြားတဲ့တိုးဖောက်ဝင်ရောက်လာပါတယ်။ဝိချက်ချင်းသွားကြစို့ဘတ်စီကအမိန့်ပေးလိုက်ပြီးကလေးတွေအားလုံးအပေါ်ကိုအလူရက်ပြေးတက်ခဲ့ကြပါတယ်။သူတို့အပြင်ရောက်ပြီးဇီလန်မပေါ်ပြန်ရောက်တဲ့အခါမှာတော့ညနေ4 နာရီကျော်သွားပါပြီ။လမ်းသွားလမ်းလာတွေကသူတို့ကိုကန့်လန့်ကြည့်နေကြပါတယ်။ရိုးကဘာလို့အဲ့လောက်ပြေးနေရတာလဲ။အောက်မှာဘာတွေ့လို့လဲလို့မေးတော့ဘတ်စီကဘာမှမတွေ့ဘူး။ဒါပေမဲ့တခုခုတော့ခံစားလိုက်ရတယ်။အဲ့လိုပြန်ပြောပါတော့တယ်။သူတို့အားလုံးဘကင်လမ်းမဘက်ကိုရှိုးခွေတဲ့အချိန်မှာပဲလမ်းမကြီးရဲ့တစ်ဖက်တစ်ချမ်းမှာတော့ငရဲပွက်တယ်လို့စူညံတန်တွေနဲ့အတူရဲဟုတ်တဲ့တွေစတင်ဖြစ်သွားပါတော့တယ်။ပထမကတော့အတန်ကမီရှူမီပန်ဖောက်လိုက်တယ်လို့ပါပဲ။ပြောင်းဆိုတဲ့အတန်တွေနဲ့အတူစူဝါအော်ဟစ်တန်ကြီးတစ်ခုထွက်ပေါ်လာပါတယ်။ဘတ်စီရိုတငင်တိုက်လမ်းမပေါ်မှာကြောက်လန့်ကြနဲ့ရက်ကြည့်နေမိတယ်။လူတွေဟာအိမ်တွေထဲကနေအလူရက်ပြေးထွက်လာကြပြီးနောက်ဆုတ်ကြလို့အော်ဟစ်နေကြပါတယ်။လူအုပ်ကြီးကြားထဲကနေတခုခုထွက်ပေါ်လာပါတယ်။အဲ့ဒါဟာအိတ်ဆွဲမျိုးသမီးကြီးပါပဲ။ဒါပေမဲ့သူမဟာလူတစ်ယောက်နဲ့မတူတော့ပါဘူး။ခန္ဓာကိုယ်ကြီးကလူထက်အစပေါင်းများစွာကြီးမားနေပြီးအမဲရောင်အမတ်အိတ်တွေကိုတန်ကြက်ကအင်ကြီးလိုမျိုးကိုမှပတ်ထားပါတယ်။သူမရဲ့လက်မောင်းကြီးတွေကရှည်လျားလွန်ပြီးလက်ချောင်းတွေကလည်းဝက်ဝူချောင်းတွေလိုတုတ်ခိုင်နေတာပါ။သူမရဲ့မျက်နှာဟာမျက်နှာဖုံးတစ်ခုလိုပဲတောင့်တင်းနေပြီးအဲ့ဒီအပေါ်မှာမျက်မှန်အထူကြီးကအထိပ္ပယ်မရှိစွာတက်ဆင်ထားဆဲပါအဆိုးဆုံးကတော့သူမရဲ့ပါဇက်ပါပဲအဲ့ဒါပါဇက်မဟုတ်တော့ပဲဟာလာဟင်းလဲပွင့်နေတဲ့ဂရင်းဝါကြီးဖြစ်နေပါပြီအဲ့ဒီထဲမှာဂွာကုန်းရောင်သွားကြီးတွေကစုပ်ပြတ်တက်နေတာပေါ့အဲ့ဒီထဲမှာဘာတွေလဲသူမရဲ့အတန်ကြီးကမြေကြီးတုံမတက်ဟိန်းထွက်လာပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးတယောက်ကိုသူမရဲ့လက်ဝါးကြီးနဲ့ဆွဲဖမ်းလိုက်တယ်အကျိုးတန်ကြီးကြောက်ကနေထွက်လာပြီးအဲ့ဒီအမျိုးသမီးကိုဟောင်းလုံးပွင့်နေတဲ့ဂရင်းဝါကြီးတဲ့ကိုအရှင်လက်ထည့်ပြီးဝါမျိုးဖြစ်လိုက်ပါတယ်ကလေးတွေဟာကြောင်းလန့်တကြားနဲ့အနီးနားလမ်းကြားလေးထဲမှာပုံနေကြရပါတယ်ရဲကားတွေရောက်လာပေမဲ့အဲ့ဒီတတဝါကြီးကိုဘယ်သူမှမတားဆီးနိုင်ပါဘူးဘတ်စီကညောင်ဘက်ကိုပြေးကြ
အဲ့လိုအော်ပြောပြီးတငယ်ချင်းတွေကိုဥဆောင်ခေါ်သွားပါတယ်သူတို့မြောင်းမိတ်ကလမ်းကလေးတိုင်းအသက်လူပြေးနေတော့နောက်ကနေအဲ့ဒီတတော်ဝါကြီးကလိုက်လာပါတယ်သူမရဲ့ရှေ့တန်ကြီးတွေကမြေကြီးကိုတုံခါစေတယ်ကလေးတွေဟာတရားအောက်ကအမောင်ထဲမှာပုံနေရင်ကနေတတော်ဝါကြီးဟာတရားဘော်ကိုပင့်ကူတကောင်ကိုကုတ်တက်ကွယ်သွားတာကိုပြင်လိုက်ရပါတယ်နောက်ဆုံးမှာတော့သူတို့ဘကင်လမ်းမပေါ်ကိုပြန်ရောက်လာကြပါတယ်နံပါတ်44အင်ကြီးကိုကြည့်လိုက်တော့အရင်အတိုင်းအတန့်ရှင်းတက်ရက်နေအောင်ပါပဲဒါပေမဲ့အဲ့ဒီထဲမှာကြီးထွားလာခဲ့တဲ့အရာကြီးကတော့အခုအပြင်ကိုထွက်သွားပါပြီလာတာမြို့လေးဟာအရင်ကလိုဘယ်တော့မှပြန်ဖြစ်လာတော့မှမဟုတ်ပါဘူးတောက်ကြနေမတက်မှာအကြောင်းတွေပိတ်ထားပါတယ်တမျိုးလုံးတိတ်ဆိတ်လျှောက်ရှားနေပြီး TV သတင်းတွေမှာတော့မနေ့ကဇီလန်းမပေါ်မှာဖြစ်ပျက်ခဲ့တဲ့ကြောက်စရာဖြစ်ရဆိုးတွေကိုပဲတစ်ဖက်ဝပြောနေကြပါတယ်လက်စီရဲ့အဖေစတီဟာလည်းစိုးရင်တကြီးနဲ့သတင်းတွေကိုစောင့်ကြည့်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲအိမ်တကားကိုလူတစ်ယောက်ကလာခောက်ပါတယ်တကားဝမှာရက်နေတာကတော့အသက်60ကျော်ရွယ်ဝစ်စုံနဲ့ကိုတက်ရက်စွာဝင့်စင်ထားတဲ့အမျိုးသားတဦးပါသူကသူ့ကိုယ်သူခွေကာဘာသာဝင်ဖွဲ့ကလို့မိတ်ဆက်ပါတယ်သူဟာရန်ကိုထိတ်လန့်နေပုံရပြီးအပြင်မှာပြောဖို့မလုံခြုံဘူးလို့ဆိုတာကြောင့်စတိကအိမ်ထဲကိုပေးဝင်လိုက်ရပါတယ်အဲ့ဒီလူကစတိကိုတော်တော်ရင်နဲ့အမှန်တရားကိုဖွင့်ပြောပါတယ်ခင်ဗျားသမီးမနေ့ကကျွန်တော်တို့ရဲ့ဝက်ပြူရာအိမ်ဟောင်းကိုတွားခဲ့တယ်မလားသူကမေးပါတယ်စတိကအံ့ဩသွားပေမဲ့လက်စီကတော့အခန်းထဲကနေတိုးတိုးလေးနားထောင်နေခဲ့တယ်အဲ့ဒီလူပြောပြတာကတော့သူတို့ဝက်ပြူရာအိမ်ရန်မြေရောက်ခန်းထဲမှာဟိုးရှိကနယ်လက်ခီးတဲ့တွေယူဆောင်လာခဲ့တဲ့ရှေးရောင်းပစ္စည်းတွေကိုတင်စီထားတယ်တဲ့အဲ့ဒီအထဲမှာတကယ်ကိုထူဆန်းပြီးကြောက်ရကောင်းတဲ့အရာတစ်ခုပါဝင်နေပါတယ်အဲ့ဒါအသွေးသားမရှိသွေးမရှိပဲလေထုလိုထွက်တက်ဝင်တက်လို့လွှဲ့မျောနေတဲ့အရာတစ်ခုပါအဲ့ဒီအရာခန္ဓာကိုယ်တစ်ခုတည်းကိုဝင်ရောက်ပူးကပ်ပြီးအဲ့ဒီလူရဲ့ခန္ဓာကိုယ်ကိုအသုံးချကအမြဲတမ်းဗိုက်စာလောင်နေတတ်ပါတယ်ပထမတော့တိရစ္ဆာန်တွေကိုစားတယ်နောက်ပိုင်းမှာတော့ပိုပြီးကြီးမားတဲ့အရာတွေကိုဝါးမျိုးကိုကြိုးစားလာတတ်တာပါအခုအဲ့ဒီအရာကန့်ညိနေသူကတော့စစ်စီလီယာဒေဗင်ပို့ပါပဲအဲ့လိုသူကပြောပါတယ်အဲ့ဒါဟာဘစီယိုခေါ်နေတဲ့အိတ်ဆွဲမျိုးသမီးရဲ့နာမည်အစ်စ်ပါအဲ့ဒီလူဆက်ပြောတာကဘစီနဲ့သူမတကယ်တည်းဟာအဲ့ဒီအရာရှိခဲ့တဲ့စီပိုင်းတို့ကြီးကိုတွားကင်ခဲ့မိလို့အဲ့ဒီတက်တော်ကသူတို့ကိုမှတ်မိသွားကြပြီဖြစ်ကြောင်းနဲ့ဒါကြောင့်ဘစီတို့ကအန္တရာယ်ရှိနေကြဖို့သတိပေးတော့ပါတယ်ခန္ဓာကိုယ်မရှိတဲ့အရာရဲ့ဝမ်းပိုက်ထဲမှာမီးဟာထာဝရအလောင်ကျွမ်းနေတယ်လို့ထူးဆန်းတဲ့စကားတစ်ခုကိုပြောပြီးသူကထွက်သွားပါတော့တယ်စတိဟာကြောက်လဲကြောက်မယုံနိုင်လဲဖြစ်နေပြီးဘက်စီကိုအပြင်လုံးဝထွက်နေလို့ပဲမှားထားနိုင်ပါတယ်ဒါပေမဲ့ဘက်စီကတော့အရှင်းလေးကိုသဘောပေါက်သွားပါပြီသူမရဲ့အတင်ငယ်ချင်းတွေနဲ့လျှို့ဝှက်ဆက်သွယ်ပြီးဒီစီစီလီယာဒေပွင်ပို့ဆိုတဲ့တရဝါကြီးကိုတစ်ခုလောက်ဖို့အစီအစဉ်ဆွဲရတော့မှာဖြစ်ပါတယ်တောက်ကြလင်လေးလည်းကမှာလာတာမျိုးလေးဟာတင်းချမ်းကောင်းတစ်ခုလိုတိတ်ဆိတ်လွန်းနေပါတယ်ဘက်စီဟာသူမအဖေလှောရှောက်နေတဲ့အချိန်ကိုစောင့်ပြီးပင်ပေါက်ကနေတစ်ဆင့်သူမရဲ့တငယ်ချင်းတွေကိုလျှို့ဝှက်ဆက်ပြလိုက်ပါတယ်စကားတခွန်းမှမပြောရဘဲနဲ့ကလေး9ယောက်ဟာသူတို့ဘာလုပ်ရမလဲဆိုတာကိုအလိုလိုသိနေကြပါတယ်သူတို့အားလုံးနံပါတ်44အရင်နောက်ပေးလမ်းကြားမှာလျှို့ဝှက်ဆုံတွေ့ကြပါတယ်ဘက်စီကခွေကာဘာတာဝင်မျိုးသားကြီးပြောပြခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်သူတို့အားလုံးတက်တည်ငွေပြီးနံပါတ်44အိမ်ထဲကိုဒုတိယအကြိမ်ထပ်မံခိုးဝင်ခဲ့ကြပါတယ်အိမ်ထဲမှာတော့အရင်ကတည်းကပို့ပြီးဆိုးရွားတဲ့ပုတ်ဆက်ဆက်အနှံ့အသက်တွေကတအိမ်လုံးကိုပြန့်နှံ့နေပါတယ်ကျန်းပင်ပေါ်မှာမမဲတဲတဲအရည်တွေစွန့်ထည့်နေပြီးအဲ့ဒီအစွန်းထူတွေဟာမြေရောက်ခန်းတကားစီကိုဥတီနေတာကိုတွေ့လိုက်ရပါတယ်မြေရောက်ခန်းတကားကိုဖွင့်လိုက်တဲ့အခါအမောင်တို့ကြီးကသူတို့ကိုစီးကြိုနေပါတယ်ဘက်စီကဒီသက်တော်ကိုငါတို့မြေရောက်ခန်းထဲမှာပဲပိတ်လောင်ထားရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ခွေကာမျိုးသားကြီးပြောခဲ့တဲ့အဲ့ဒီထဲမှာမီးလောင်ကျွမ်းနေတယ်ဆိုတဲ့စကားကိုအမှတ်ရပြီးဒီသက်တော်ဟာမီးကိုကြောက်နိုင်တယ်လို့သူမယူဆလိုက်ပါတယ်ရို့စီကမီးချစ်ကိုယူပြီးသူတို့အားလုံးမြေရောက်ခန်းထဲကိုဆင်းသွားကြပါတယ်မြေရောက်ခန်းထဲမှာတော့တကယ်ကိုယွန်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့လိုက်ရပါတယ်အခန်းအလယ်မှာအမတ်အိတ်တွေအဝိစုပ်တွေနဲ့လှုပ်ထားတဲ့အတိုက်ကြီးတစ်ခုရှိနေပါတယ်အဲ့ဒီအတိုက်ကြီးစီကနေအသက်ရှူသလိုမျိုးတုံခါမှုနဲ့အပူချိန်တွေထွက်နေပါတယ်ဘေးနားမှာတော့ကလေးအင်ကြီးစားတွေတိရစ္ဆာန်အမွေးမြင်တွေပြန့်ကျဲနေတာပေါ့ဒါသူနေတဲ့နေရာပဲအဲလစ်ကတန်တော်ရင်နဲ့ပြောနေတော့မှပဲအပေါ်ထက်ကနေဒုံဒုံဆိုတဲ့လေးလံနဲ့ခြေတံကြီးတွေကြားလိုက်ရပါတယ်သူပြန်လာပြီခလေးတွေကြောင်းနဲ့တကြားနဲ့မြေရောက်ခန်းရဲ့အမောင်နောက်တစ်ခုမှာတပုံးနေကြရပါတယ်တိတ်မကြခင်မှာပဲတတဝါကြီးကမြေရောက်ခန်းထဲကိုကျဆင်းလာတယ်အခုဆိုရင်စီလီယာဒေဗင်ပို့ဆိုတဲ့လူပုံသဏ္ဍာန်ဟာလုံးဝပြောက်ွယ်လူနေပါဖြစ်နေပြီးအဲ့မဲကြီးတွေနဲ့လှုပ်ထားတဲ့ဖောင်းကားနေတဲ့အရာကြီးတစ်ခုလိုဖြစ်နေပါပြီအဲ့ဒီတတဝါကြီးဟာသူတို့ရဲ့အတိုက်ထဲကိုတိုးဝင်သွားပြီးယွန်စရာကောင်းတဲ့ဝါမျိုးတန်ကြီးတွေကိုစတင်ပြုတ်လောက်ပါတော့တယ်စီစီလီယာဒေဗင်ပို့ရဲ့မြေရောက်ခန်းထဲမှာကလေး9ယောက်ကအသက်ရှူအောင်မိနေကြပါတယ်အမောင်ထဲမှာရို့ရဲ့တွားရိုက်တံပဲအတိုင်းသားကြားနေရပါတယ်
အဲ့ဒီအချိန်မှာပဲအမတ်အိတ်တွေနဲ့လှုပ်ထားတဲ့အတိုက်ကြီးကလှုပ်ရှားလာပြီးအထဲကနေစီစီလီယာတင်ပင်ဖို့ထွက်လာပါတယ်။သူမကလူနဲ့မတူတော့ပဲဖောင်းကားနေတဲ့အသားအဆိုင်ကြီးတစ်ခုလိုဖြစ်နေပြီးမျက်နှာကြီးနေရာမှာတော့ကြောက်စရာကောင်းတဲ့ငမန်းသွားတွေပြည့်နေတဲ့ဂရင်းဝါကြီးတွေကိုပေါ်လာပါတယ်။အိတ်ထဲမှာပါတွေလေတတဝါကြီးကသူတို့ရှိအောင်လှည့်လာတဲ့အချိန်မှာပစီကပြေးရတော့လို့အော်ပြောပြီးတတဝါကြီးကိုသူမဘက်အာယုံလွှဲလိုက်ပါတယ်။ကလေးတွေလေကားစီကိုပြေးတက်သွားချိန်မှာပဲတတဝါကြီးကနောက်ကနေအချိန်နဲ့လိုက်လာပါတယ်။ဒါပေမဲ့လှေကားထဲမှာတော့ဝစ်စုံနှန်းနဲ့ကွေကာမျိုးသားကြီးပေါ်လာပါတယ်။သူကငင်းငင်းနေပါလို့တိုးတိုးလေးပြောရင်းလှေကားအတိုင်းဆင်းလာပါတယ်။သူ့လက်ထဲမှာတော့တောက်ပနေတဲ့လုံးဝင်းနေတဲ့အရာတစ်ခုပေါ်လာပါတယ်။တတဝါကြီးကအဲ့ဒီအရာကိုမြင်တာနဲ့ကြောက်လန့်တရားနောက်ဆုတ်သွားပါတယ်။ဒါပေမဲ့ကွေကာမျိုးသားကြီးကတတဝါကြီးစီကိုအားကုန်ခေါင်းလိုက်ပြီးသူတို့နှစ်ယောက်လုံးအတိုက်ကြီးတွေကိုပြုတ်ကျသွားပါတော့တယ်။အဲ့ဒီနောက်မှာအတိုက်ကြီးကလေလျော့သွားတဲ့ဘူပေါင်းတစ်ခုလိုရှုပ်ဝင်သွားပြီးအောက်ရှင်မှာစက်ကြဝဠာတွေကကျဲဝင်းတွေလိုမျိုးဟာလာဟင်းလင်းထင်းလင်းမြေတစ်ခုပဲပေါ်လာပါတယ်။အဲ့ဒီဟင်းလင်းမြေကြီးကိုတတဝါကြီးနဲ့ခွေကောင်မျိုးသားကြီးကိုလွတ်မြော်ပြီးပျောက်ကွယ်သွားကြပါတယ်။ဘတ်စီကအန်ရရှိတဲ့ဝင်ပေါက်ကြီးကိုပိတ်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်။သူမရော့စီကမိကြီးကိုယူပြီးအနားကသတင်းစာစက်ကူဟောင်းတွေကိုမိရှို့လိုက်ပါတယ်။မီးရောက်တွေကအမိုက်တွေကိုရောအဲ့ဒီထူးဆန်းတဲ့ဝင်ပေါက်ကြီးကိုပါဝါမျိုးပစ်လိုက်ပြီးခဏအကြာမှတော့မီးကုန်းဝဲတွေနဲ့ပြာတွေပဲကြံပါတော့တယ်။ကလေးတွေကအိမ်ပြင်ကိုအမြန်ပြေးထွက်ခဲ့ကြတယ်။သူတို့လမ်းမပေါ်ရောက်တော့ရဲကားတွေလူနာတင်ကားတွေနဲ့ရုပ်တဲတဲပြစ်နေတော့မှဒါပေမဲ့နံပါတ်40လေးအိမ်ကြီးကတော့ဘာမှမဖြစ်ခဲ့သလိုတက်ရက်စွာကျန်းရနေခဲ့တယ်။ဗစီအိမ်ပြန်ရောက်တော့သူမအဖေကိုအဖြစ်ပြအားလုံးကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။စတိကဘာမှပြန်မပြောဘဲသူမကိုဖတ်ထားပေးတယ်။နောက်ပိုင်းမှာစတိကအဲ့ဒီတရဝအကြောင်းကိုလိုက်လံစုံစမ်းကြတော့တိလိုက်ရတာကအဲ့ဒီအရာဟာလူသားတွေမပေါ်ခင်ကရှိခဲ့တဲ့ကဘာရှားကအရာတစ်ခုဖြစ်ပြီးလူသားတွေရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီးအစားစားတဲ့ကြောင်းပြီးရင်သူ့ရဲ့မူလနေရာကိုပြန်သွားဖို့အခုလိုအတိုက်မျိုးတွေစောက်လေးရှိကြောင်းသိလိုက်ရပါတယ်။ဗစီယာသူမအဖေရဲ့ရင်ခွင်ထဲမှာလဲလျောင်းရင်သတင်းပေါက်ကနေဖြတ်ပြေးနေတဲ့ရဲကားမီးတွေကိုကြည့်နေတယ်။သူမရဲ့စိတ်ထဲမှာတော့တစ်ခုပဲတွေးနေမိတယ်။ခန္ဓာကိုယ်မရှိတဲ့အရာရဲ့ဝမ်းမိုက်ထဲမှာတကယ်ပဲမီးလောင်နေရလား။ဒါမှမဟုတ်တနေ့နေ့မှာအစာငတ်လာရင်ဒီတရဝါကြီးကပြန်လာအောင်မလားပေါ့။